စိတ်စေတသိက်ကိုဖုန်းတစ်လုံးရဲ့ဥပမာနဲ့ရှင်းပြရရင်တင်းလက်ထဲမှာဖုန်းတစ်လုံးရှိတယ်ဆိုပါစို့စိတ်ဆိုတာဖုန်းရဲ့မျက်နှာပြင် screen လိုပါပဲသူ့ရဲ့တာဝန်ကဗလာတက်တက်ပါပဲသူ့ဥပမာဘာလာပြပေးဖို့ပဲသိတယ်သူကိုယ်တိုင်ကချစ်စရာလည်းမဟုတ်မုန်းစရာလည်းမဟုတ်ဘာအဓိပ္ပာယ်မှမရှိသေးတဲ့ဖုန်းမျက်နှာပြင်အလုပ်ကြီးပါစေတသိက်ဆိုတာကတော့အဲ့ဒီမျက်နှာပြင်ပေါ်မှာပေါ်လာတဲ့စာတွေပုံတွေဖြစ်ပါတယ်မျက်နှာပြင်ပေါ်မှာဝမ်းနည်းစရာသတင်းစာပေါ်လာရင်တစ်မျိုးပြောစရာဗီဒီယိုပေါ်လာရင်တစ်မျိုးဖြစ်သွားတာဟာစေတသိက်ကြောင့်ပါကွဲပြားပုံကဖုန်းမျက်နှာပြင်စိတ်ဟာတီးတန့်ရှိပြီးတော့ပေါ်လာတဲ့စာစေတသိက်ကလည်းတီးတန့်ဖြစ်တယ်မျက်နှာပြင်ကစာမဟုတ်လို့စာကလည်းမျက်နှာပြင်မဟုတ်ဘူးဒါပေမဲ့စာပေါ်လာတဲ့အခါမျက်နှာပြင်နဲ့စာဟာကတ်နေလို့တစ်ခုတည်းလို့ထင်ရပါတယ်ဒါဆိုရင်လောဘမှုစိတ်ဆိုတာဘာလဲဖုန်းမျက်နှာပြင်စိတ်ပေါ်မှာပိဿံပုံကြီးလောဘစေတသိက်လာပေါ်နေတဲ့အချိန်ကိုပြောတာပါစိတ်မျက်နှာပြင်အာယုံကိုလက်ခံပေးတဲ့အလုပ်ကိုလုပ်တယ်လောဘပေါ်လာတဲ့ပုံပိဿံကိုလူချင်းတက်မဲ့တဲ့အရာကိုပေးတယ်စိတ်က screen မျက်နှာပြင်အာယုံကိုလက်ခံပြပေးနေတဲ့အလုပ်ကိုလုပ်တယ်လောဘကပေါ်လာတဲ့ပုံပိဿံကိုလူချင်းတက်မဲ့တဲ့အရာကိုပေးတယ်အဲ့နှစ်ခုပြိုင်လို့ပုကတ်ဖြစ်ပေါ်နေတဲ့ဖြစ်ရတစ်ခုလုံးကိုအလွယ်ခေါ်လိုက်တာကလောဘမှုစိတ်ပါလောဘဆိုတဲ့စေတသိက်ကအဓိကဥဆောင်ပြီးမျက်နှာပြင်ပေါ်မှာနေရာယူထားတဲ့စိတ်အခြေအနေမှုလောဘမှုစိတ်လို့အမည်ပေးလိုက်တာဖြစ်တယ်နောက်ထပ်ဥပမာတစ်ခုပြရရင်ရုပ်ရှင်ပိတ်ကားနဲ့မင်းသားစိတ်ကတော့ရုပ်ရှင်ကပိတ်ကားဖြူကြီးသူမှဘာစိတ်ခံစားချက်မှမရှိဘူးအာယုံကိုလက်ခံဖို့ပဲရှိတယ်စေတသိက်ကတော့ပိတ်ကားပေါ်မှာလာကပြတယ်မင်းသားကြီးကဒေါသထွက်ပြီးအော်ဟစ်နေတဲ့ဇဝင်ခံမင်းသားကြီးအော်ဟစ်ငိုယိုနေတဲ့အခါပိတ်ကားကြီးကလိုက်ငိုနေတာမဟုတ်ပါဘူးပိတ်ကားကတော့ပိတ်ကားပါပဲဒါပေမဲ့ပိတ်ကားပေါ်မှာဒေါသဇက်ရုပ်ပေါ်နေတဲ့အတွက်အဲ့ဒီအချိန်ကိုဒေါသမှုစိတ်လို့ခေါ်ပါတယ်အနည်းချုပ်ကြည့်ရရင်စိတ်ကတီးုံတက်တက်လုတ်ပြီးတဲ့နေရာလွတ်ဖုန်းမျက်နှာပြင်ပိတ်ကားနဲ့တူတယ်စေတသိက်ကတော့အဲ့ဒီနေရာလွတ်ထဲမှာလာပြီးကပြခံစားလို့ခြင်းစိတ်ဆိုးပြနေတဲ့တရားတွေစကလုံးတွေမင်းသားနဲ့တူတယ်လောဘမှုတဲ့စိတ်ဆိုတာလောဘလိုချင်မှုကဖုန်းမျက်နှာပြင်ပေါ်မှာလာပြီးစိုးမိုးကပြနေတဲ့အချိန်ပဲဖြစ်ပါတယ်